အားလုံးပဲမင်္ဂလာပါရှင်မြတ်ပါရှင်မမေဒီနေ့ပါပေါ့နော်ဒီဝတ်သား3ထပ်သားနဲ့ဒညင်တီဟင်းလေးကိုချက်ပြသွားမှာဖြစ်ပါတယ်ရှင်ဒါဒညင်တီပေါ်တဲ့ရာသီပေါ့နော်အရင်နဲ့စားလို့ကောင်းပါတယ်ဒီလိုလေးကိုတက်ချောင်းမလို့အစိုးတင်ဆက်ပြီးတော့မှကြည့်ပေးကြပါအောင်ရှင်ကဲဒါဆိုစားလိုက်ရအောင်နော်ဒါစီရနဲ့ဝယ်လာတဲ့ဝတ်သားလေးပါမမေကအသားမရခဲ့ပါဘူး3ထပ်သားပဲရခဲ့ပါတယ်ရှင်အသားလေးနဲ့ဆိုတော့ပိုကောင်းပါတယ်ဒါတွေကိုမမေကတေချာရေးဆေးပါမယ်နော်ရေကို3လီတာလောက်ဆေးပါတယ်ပြီးတော့ဒီအခောက်ဝါရှိနေတဲ့အမွှေးလေးတွေကိုလည်းစိတ်ရှည်ရှည်နဲ့နှုတ်ပေးထားပါတယ်ရှင်3လီတာရေးဆေးပြီးသွားပြီဆိုရင်မမေကအရသာအနေနဲ့စားထည့်ပါမယ်ရှင်ပြီးတော့မမေကကြာညို့လေးထည့်ပေးမှာပါရှင်ပြီးတော့မမေကဒီအရသာလေးတွေတေချာလေးနှံ့သွားအောင်နဲ့ပေးလိုက်ပါမယ်ရှင်အဆောင်မှာဆိုတော့လေဘီကလည်းဟင်းချက်နေရမို့လို့အတန်လေးတွေပါသွားပါတယ်ရှင်နေပြီးသွားပြီဆိုရင်တော့မမေကထားကိုရေခဲတက်တာထဲမှာသွားပြီးတော့နှက်ထားပေးလိုက်ပါမယ်တငင်းသီးနဲ့ချက်မှာဆိုတော့တငင်းသီးပြုတ်မယ်ပေါ့နော်တငင်းသီးကိုဒါပထမရေတော့မမေကစားထည့်ပြီးပြုတ်ပေးလိုက်ပါတယ်ရေကိုပွက်ဆူပြီးတော့ပွက်ဆူတဲ့အထိပြုတ်မှာပါရှင်ဒီတရေပေါ့နော်တော်တော်လေးပွက်ပြီးသွားပြီဆိုရင်တော့မမေကဒီရေတွေကိုတုံပေးလိုက်ပါမယ်ပြီးရင်တော့နောက်တရေထပ်ထည့်ပြီးတော့ပြုတ်ပါမယ်နော်ဒီလိုမျိုး3ခေါက်လောက်ကိုစားထည့်ပြီးတော့ပြုတ်ပါမယ်ပြုတ်လိုက်ပေါ့နော်ရေတုံလိုက်ပြုတ်လိုက်လို့ပြုတ်ပါမယ်မမေက3ခေါက်လောက်ပြုတ်ထားပါတယ်ရှင်နနသီးခွန်ထည့်ပြုတ်ရင်ပိုကောင်းပါတယ်ရှင်ရေပြင်းပြင်းတုံပေးရမယ်နော်ဒါနောက်ဆုံးတရေပါရှင်နောက်ဆုံးတရေမမေကထညက်ခဲလေးထည့်ပြီးပြုတ်ပေးလိုက်ပါတယ်ထညက်ကို2ခဲ3ခဲရှိပိုကောင်းပါတယ်ဒါတော့မမေအနှစ်အတွက်စက်သွန်ထားမှာပါနော်စက်သွန်ဖြူလဲနေကိုထောင်းထားပါတယ်ရှင်ညကမမေကတခဲပဲကျန်တော့မို့လို့အဲ့တခဲပဲထည့်ထားဖြစ်ပါတယ်ရှင်နေလေးရပြီဆိုရင်တငင်းလေးကပွက်နေပြီပေါ့နော်တကယ်တော့ခန်းအောင်ထားရင်ပိုကောင်းပါတယ်မမေက12နာရီထိုးနေပြီဆိုတော့ချိန်မရတော့လို့ပေါ့နော်ဒီတိုင်းပဲမိပိတ်လိုက်ပါတယ်ဟင်းစားချက်တော့မယ်ပေါ့နော်ဒါအိုးတွေကိုခုနထောင်းထားတဲ့ချက်သွန်လေးထည့်ပေးလိုက်ပါတယ်ပြီးတော့အယောင်လေးလောက်အောင်စနစ်မုတ်လေးထည့်ပေးရပေါ့နော်အယောင်တင်မုတ်လေးလည်းထည့်ပေးပါတယ်ရှင်ပြီးတော့မမေကစီထည့်ပေးပါမယ်ရှင်ပြီးတော့မမေကမိဖို့ပေါ်မှာမိဖွင့်ပြီးတော့တက်ထားပေးလိုက်ပါတယ်ရှင်ဒါလေးစားပြီးတော့လုံးပါမယ်ရှင်အနှစ်လေးနဲ့အသားလေးလုံးဝလုံးသွားအထိလုံးပါမယ်နော်ဒီလိုလေး6သွားပြီဆိုလို့ရှိရင်တော့မမေကမျိုးစုပ်ကြီးလေးထည့်ပေးလိုက်ပါတယ်ပြီးတော့မမေကဝတ်သားလေးဤသွားအောင်ပေါ့နော်နောက်ထပ်ရှေ့ကိုဝတ်သားမြုပ်တဲ့အထိထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့ဒီရေလေးခန်းသွားတဲ့အထိအဖုံးပိတ်ပြီးတော့တက်ထားရမယ်နော်ခုနရသွားတဲ့ငင်းသီးလေးကိုမမေကဒါအဖုံးခွာနှစ်ချမ်းချမ်းပြီးတော့အဆန်းလေးကိုထုတ်မှာပါရှင်ရေလေးနည်းနည်းလေးခန်းရပိုကောင်းတယ်ပေါ့နော်ပြီးတော့ဒါမမေကထုမှာပါရှင်ငင်းသီးလေးကိုထုပါမယ်ငင်းသီးကိုအခုတိုင်းလိုက်ပြုတ်ကြည့်တော့စီစီလေးနဲ့ပေါ့နော်ချိုချိုလေးအရန်ကောင်းပါတယ်ဒါထုလုပ်ပြီးသွားပြီပေါ့နော်ဟေးအိုးလေးတွေကပေါ့နော်ရေတွေခန်းဝိုင်းဆိုရင်တော့မမေကဝတ်သားလေးတွေနူမနူဆန်းကြည့်ပါတယ်ဝတ်သားတွေကမနူသေးဘူးပေါ့နော်မာနေသေးတယ်ပေါ့နော်ဒါကြောင့်မို့လို့မမေကရင်တွေလေးထပ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်ဝတ်သားမြုပ်အောင်ရင်တွေထည့်ပြီးတော့ထပ်ပြီးတော့ချက်ထားလိုက်ပါမယ်ဝတ်သားလေးတွေချက်သွားတဲ့အထိချက်ပါမယ်ရှင်ပြီးတော့အဖုံးလေးထပ်ပြီးတော့ဖုံးပေးလိုက်ပါမယ်ဒီမှာရေလေးတွေကခန်းတော့မယ်ပေါ့နော်ဒီနေထားမှာမမေကဝတ်သားလေးအိမ်မအေးဆန်းကြည့်ပါတယ်ဝတ်သားလေးတွေကနူးပြီးတော့ဤသွားပြီပေါ့နော်ဒါဆိုရင်တော့မမေကခုနထုထားတဲ့ဒညင်းသီးလေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဒီဒညင်းသီးလေးတွေဝတ်သားလေးတွေလုံးဝနူးဤသွားပါမမေကနောက်ထပ်ရင်နွေးလေးနည်းနည်းလေးထပ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်ရင်နွေးလေးထည့်ပြီးတော့မှရေလေးနဲ့ခန်းနဲ့ထိတက်ထားလိုက်ပါမယ်ရေလေးပွက်လာပြီဆိုရင်တော့မမေကရတာထည့်ပါမယ်စားထည့်ပါမယ်ရှင်တော့ရတာမုံလေးနည်းငယ်ထည့်ပါမယ်ပြီးတော့ဒီရတာတွေအကုန်လုံးနှံ့သွားအောင်မှွေပေးလိုက်ပါမယ်ပြီးမမေကစီပြန်နဲ့ထိတက်ထားလိုက်ပါမယ်ရှင်ကဲစီလည်းပြန်သွားပါပြီတငင်းပြောဝတ်သားလေးတွေရောပြီးသွားပါပြီเนาะဒါဆိုရင်တော့ရပါပြီရှင်ဟင်းလေးက
ချိုချိုစိတ်စိတ်လေးနဲ့အရန်မစားလို့ကောင်းပါတယ်ရှင်ကဲရသွားပါပြီဒါဆိုရင်မင်းပကံနဲ့ထည့်ပြီးတော့ပြန်လာခဲ့မယ်နော်ကဲဒီမှာပါရှင်ရတော့ပါပြီเนาะဒါအသားလေးနဲ့ကြီးချင်ပို့စားကောင်းပါတယ်မမေကတောင်းထပ်ထားပါရခဲ့တော့အစီလေးပါတော့နည်းနည်းဤသွားရဲပေါ့เนาะဒါလေးကိုမမေကလေသူနဲ့လိုက်ဖက်မဲ့ပေါ့เนาะဒီငပိထောင်းပေါ့เนาะငရုတ်တီးနဲ့စက်တုံဖြိုလှော်ပြီးတော့ငပိကင်ပြီးတော့ထောင်းထားပါဒီပုံမမေကတမယာတီးလေးရွှဲရွှဲဆက်မှာပေါ့เนาะဒါကတော့ချက်မောင်ဟင်းလေးပါရှင်ယူနစ်တဲပြီးတော့ငပိနဲ့ပေါ့เนาะစက်တုံဖြိုထည့်ထောင်းပြီးတော့ချက်မောင်ဟင်းလေးပြစ်ထည့်ထားတာပါရှင်ဒီတိုင်းလေးဆိုလို့ရှိရင်အေးလေးပြေပေါ့เนาะအရင်မစားလို့ကောင်းပါတယ်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုမမေကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာလည်းမမေကဘာဟင်းနေချက်ပြအောင်မလဲဆိုတာကိုအားလုံးပဲဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါတယ်ရှင်ဘိုင်ဘိုင်